အားလုံးပဲမင်္ဂလာပါ OSHM ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ eFootball တွေက Dummy ဆိုတဲ့ scale လုပ်နည်းကိုတင်ပေးတော့မှာဖြစ်ပါတယ်ဒီ scale ကပေါ့နော်အပြင်မှာဆိုရင်ဒါ Vinicius Junior တို့ Neymar တို့အကြခဏလုပ်လို့ရှိတဲ့ scale တစ်ခုဖြစ်တယ်အပြင်ကအတိုင်းပဲအင်ဂိမ်းမှာဆိုလို့ရှိရင်သုံးလဲဝင်တယ်လို့တကယ်လည်းကြည့်လို့ကောင်းတဲ့ scale တစ်ခုပဲဖြစ်တယ်ဒါကြောင့်မလို့ဒီကိုတို့အတွက်အသုံးဝင်မယ်လို့ထင်တဲ့အတွက်ကြောင့်ကျွန်တော်ဒီဗီဒီယိုလေးကိုတင်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်လုပ်နည်းကတော့တကယ်လွယ်တယ် brother တို့ဒီမှာကြည့်လိုက်ကျွန်တော်ပြောပြမယ်ကျွန်တော်လူပေးပြီးဆိုတာနဲ့ကျွန်တော်တို့ dash ခလုတ်ကိုဘောလုံးသွားတဲ့လမ်းကြောင်းအတိုင်းပြဖိပြီးတော့ဆွဲထားလိုက်တော့မလွတ်နဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ dummy run ကိုကျွန်တော်ရပြီပေါ့နော်အဓိကအချက်ကတော့ဗျာသူကလူပေးပြီးတာနဲ့အဲ့ဘောလုံးသွားတဲ့လမ်းကြောင်းအတိုင်းအဲ့ dash ကိုဖိပြီးဆွဲထားတာတော့မလွတ်နဲ့အဲ့ဒါဆိုရင်ကျွန်တော်တို့ dummy run ရတယ်ပေါ့ဟုတ်လို့ကိုလွတ်လိုက်တာပါညာရှိချောင်းဆိုလို့ရှိရင်တော့ dummy run မရတော့ဘူးပေါ့နော်ဗီဒီယိုတွေကကျွန်တော်ရဲ့လက်ကိုတတိချာချာလေးကြည့်ကြည့်ပါ brother တို့နော်ဒီစကေးက eFootball ထဲမှာအလွယ်ဆုံးစကေးပါကျွန်တော်အခုဆိုရင်ဒီဟာကိုကျွန်တော် easy ပေါ့နော် easy နဲ့အရင်ဆော့ပြမယ် easy နဲ့လည်းကျွန်တော်တို့ဒါပထမဆုံးပြထားခဲ့တဲ့အတူတူပဲသူပေးပြီးတာနဲ့ဘောလုံးလမ်းကြောင်းအတိုင်း dash ကိုဖိဆွဲထားလိုက်ရုံပဲဟုတ်လားနောက်ပြီးရင်ကျွန်တော်ဒါ smart နဲ့ပြမယ်ပေါ့ဗျာ smart နဲ့လည်းအတူတူပဲခုနလိုပဲသူပေးပြီးတာနဲ့လမ်းကြောင်းအတိုင်းဖိဆွဲထားလိုက်ရုံပဲနောက်ပြီးကြရင်ကျွန်တော်ဒါ advance နဲ့ပြမယ်ပေါ့ advance နဲ့လည်းအတူတူပဲဗျာခုနပထမဆုံးအတိုင်းပဲလူပေးပြီးတာနဲ့လမ်းကြောင်းအတိုင်းလေးပဲဟာလား dash ကိုတတရလေးဖိဆွဲထားလိုက်ရင်ရပြီဟုတ်လားနော် okay ပါဒါကြောင့်မလို့ဒီဗီဒီယိုလေးကအညီကိုတို့အတွက်အသုံးဝင်နေဆိုရင်ကျွန်တော်ရဲ့ OSHM eFootball YouTube channel လေးကို subscribe လုပ်ခဲ့ပါဦးလို့ပြောရင်းနဲ့ပဲဆုံးသက်လိုက်ပါတယ်